သမီးကတော့လိမ္မာပါတယ်ဘာလို့လဲငါနှစ်ရှိပြီယောက်ျားမယူသေးဘူးဘယ်ကလေးကယူနေလို့တော့ငါနှစ်ကငယ်သေးတယ်လေဟလာယူဘူးမသိဘူးလိမ္မာတယ်မှတ်နာလိမ္မာဘူးသားတော့ကြောက်တယ်နော်ဘာလို့လဲအဲ့ကောင်ရှာမမှဲ့ပါတယ်အဲ့ကောင်နာမည်ခေါ်တဲ့လူကတော့တန်းစေပဲဟာဟုတ်လားဟိုတနေ့ကသူ့အဖိုးတော်တဲ့ကနေပေးသိငုံပုတ်ပြီးပြန်ချလာတာအေးရောက်တော့နွားတွေဖြုတ်လက်တောက်ကလေးထောက်တုံးရှိသေးတယ်ကလေးကပြေးပြီးတော့ဖိုးလို့ခေါ်လိုက်တာလက်တောက်ထောက်နေနေဟာဘယ်လိုတော့ပြီးသွားတာလိုက်တာကြီးရှာမမှဲ့ပါတယ်အဲ့ကောင်ရှာသိပြင်းတယ်သတိထားဗျာသူနာမည်ခေါ်တဲ့လူတော့တန်းသေးပဲဟိုတနေ့ကသူ့အဖွာလဲစလိတ်တော်ရင်းနဲ့ကလေးပကတ်တွဲတာဟုတ်လားပကတ်လည်းလုံးရှိတယ်ကလေးကပကတ်ထဲကနေငုတ်တုတ်ထိုင်ပြီးတော့ဖွာလို့ခေါ်လိုက်တာစလိတ်တော်နေနဲ့ဟာဘယ်လိုတော့တည်သွားတာဆွမ်းဟာမရတာဆိုဒီကလေးတနေ့ငါနာမည်လဲခေါ်မှာပဲမင်းသတိထားဗျာတာဆိုနေငါနာမည်ခေါ်ရင်ငါလည်းတည်တော့မှာပဲဆိုပြီးဒီမှာကြောက်လို့ဆိုပြီးကလေးမမြင်အောင်ပကတ်အောက်ကနေလွှဲတာဟုတ်လားပေါ်တင်လွှဲပါဘာလို့လဲကလေးမြင်ခေါ်မှာကြောက်လို့အာနာကိုပဲပကတ်ထဲကနေဖီလို့ခေါ်လိုက်တာအဲ့ဒါဆိုတော့လင်းသေးပေါ့ပြက်ကောင်အနောက်ဘက်အိမ်ကကောင်ပြီးသွားဟာမားနေတယ်လေဖေဆိုနေသေးရမှာလေဖေဆိုမင်းသေးရမှာလေမသိဘူးနောက်ဘက်အိမ်ကကောင်နွားသားစင်းနဲ့ငါစဉ်းစားကြည့်ရတော့ဒီလိုရှိလိုက်မယ်ကွာဘယ်လိုဟိုကောင်ကဖေအရင်ဒီကောင်ကဖေတဝမ်းခွဲဖြစ်နေဒီတဲ့ဖေးတော့မျိုးလိုက်ပွဲရများတော့တဝမ်းခွဲ